version 19ပေါ့နော်19မှာ inventory valuation နဲ့ cost တွေဘယ်လိုအလုပ်လုပ်လဲဆိုတာเนาะကျွန်တော်ဒါဒီ sharing လေးလုပ်မယ်ပေါ့နော်အဲ့တော့ inventory app ထဲကိုသွားလိုက်မယ်ကျွန်တော်လောဆယ် product တစ်ခုပေါ့နော်ထားပါတော့ကျွန်တော်လွယ်ကူအောင်ကျွန်တော်နာမည်နဲ့ product တစ်ခုစောက်လိုက်မယ်category ကလောဆယ်ကျွန်တော်အဆင့်100တစ်ခုကျွန်တော်ချိန်လိုက်မယ်နော်543မယ်ပေါ့နော်ဒီလိုပုံစံထွက်အဲ့တော့ product အဲ့တော့ကျွန်တော် open တင်မယ်နော် open တင်မယ်ဆိုကျွန်တော်ဒီမှာ cost ထည့်ရတယ်အဲ့တော့ cost ကိုအရင်ထည့်လိုက်မယ်ထားပါတော့ cost က3သိန်းပေါ့နော်အဲ့မှာကျွန်တော် quantity update လုပ်မယ်ကျွန်တော်စီမှာလောတယ်ပေါ့နော်10ခုရှိရလို့ကျွန်တော်ကဒါနမူနာနော် quantity 10ခုရှိရလို့ကျွန်တော်လောလိုက်မယ်အဲ့တော့ဒီကောင်အရင် version တွေမှာဆိုတော့အကောင့်လေးကိုထိရဒီ version မှာအကောင့်လေးကိုမထိတော့အဲ့ဒါတွေကကျွန်တော်တက်ပေါ့နော်ဂျာနယ်ရိုက်ပြီး open တင်ပြီးမှာအကောင့်လေးရဲ့ balance sheet ကိုထိဖို့ဆိုလို့ရှိရင်အဲ့တော့ तू ကဘယ်လိုထွက်မလဲဆိုတော့ store မှာကျွန်တော်ကြည့်လိုက်မယ်ဒါပါနော်available product okay လောတဲ့တချို့ product တွေကပေါ့နော်ထားပါတော့ဒါ other company ရဲ့ဟာတွေပါဒီဘက်မှာရောက်နေမှာလို့ကျွန်တော်လောတဲ့ slow လောက်ထားတယ်နော်လောက်ပြီး available product ကိုပဲဒါကျွန်တော်ကြည့်လိုက်မယ်အဲ့ဆိုရင်ဒီမှာလောတယ်ပေါ့နော် unit က1000နဲ့10ခုမလို့10သိန်းဝင်နေလိမ့်မယ်နော်ဒီလိုပုံစံထွက်မယ်အဲ့လိုပဲကျွန်တော်ရထားပါတော့ move analyzer ပေါ့နော် move analyzer မှာကြည့်ကျွန်တော်ဒီဘက်က list လေးကိုချိန်လိုက်မယ်နော်အဲ့တော့ကျွန်တော် group ပိုင်းထားပါတော့ product နဲ့ကြည့်အဲ့ဆိုရင်ဒီ product เนาะကျွန်တော်ဒီမှာ10ခုရှိတယ်အဲ့တော့ကျွန်တော် remaining quantity နဲ့ remaining value เนาะဒါကျွန်တော်ဒါဘယ်ဆင်းမဲ့ရလဲဆိုတော့ဒါ accounting ကိုဆင်းမဲ့ကောင်းတယ်เนาะဒီ remaining quantity နဲ့ remaining value က5ကိုရဆိုလို့ရှင်အဲ့တော့ကျွန်တော်ဟုတ်ပြီဒီတစ်ခုကိုကျွန်တော်အယောင်းဖော်လိုက်မယ်เนาะနမူနာကျွန်တော်အယောင်းဖော်ထားမယ်အဲ့တော့ကျွန်တော်က save တဲ့နမူနာproduct ကျွန်တော်က5ခုရောင်းမယ်အဲ့တော့တစ်ခုကိုကျွန်တော်3,200,000နဲ့ရောင်းမယ်ဟုတ်ပြီ confirm လုပ်မယ် create invoice ဖွင့်မယ်เนาะကျွန်တော် confirm နှိပ်လိုက်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ရဲ့ cost ကပါတစ်ခုကို3သိန်း5ခုဆိုတော့ကျွန်တော်5သိန်းထွက်ရမှာเนาะဒီဂျားနဲ့ item မှာကြည့်လိုက်ဒီမဲ့ဆိုရင် valuation မှာ credit 5သိန်း COGS မှာ debit 5သိန်းเนาะဒီလိုပုံစံဆိုမှန်တယ်ဒါကျွန်တော်တို့တွေကဒါအကောင့်ကြီးရမှန်ကန်ကန်လုပ်တယ်ပြီးတော့ဒါကျွန်တော်ဒါပါတော့ဒါပုံမှန်ဆိုရင် deliver ကိစ္စလုပ်တဲ့အလုပ်ကိုလုပ်เนาะအဲ့တော့ကျွန်တော်ဟုတ်ပြီဒါ54ရမလို့ first in first out ဆိုကျွန်တော်တို့ကဒါလေးလာနေတာမလို့ပေါ့နော်အဲ့တော့ inventory reporting နဲ့က cost analyzer เนาะဒီကောင်ကြည့်မယ်အဲ့တော့ group ပိုင်းကျွန်တော် product နဲ့စုလိုက်เนาะဒီ product နဲ့ကြည့်လိုက်တော့เนาะ remaining quantity က5ခုပဲကျန်တော့တယ် remaining value က5သိန်းပဲကျန်တော့တယ်เนาะဆိုလိုချင်တာဒါကျွန်တော်တန်ဖိုး show ရမယ်เนาะထပ်ပြီးရောင်းလို့ရှိရင်54ရအလုံးလုံးမယ်သူက10ခုရှိခဲ့တာသူ့ကိုတန်ဖိုး show ဖို့က5ခုပဲကျန်တယ်ဒီလိုပုံစံထွက်မှာအဲ့တော့ကျွန်တော်ကဟုတ်ပြီကျွန်တော် purchase လုပ်မယ်ဒီကအဲ့ product မတူညီတဲ့ဈေးနဲ့ကျွန်တော် purchase လုပ်เนาะအဲ့တော့ဒီကကျွန်တော်ဘယ်လောက်နဲ့ဝယ်မှာ3,200,000နဲ့ဝယ်ကျွန်တော်ဘယ်နှစ်ခုဝယ်မလဲဆို10ခုဝယ်မယ်အဲ့ကြောင့်ဈေးတက်ပြီးဝယ်ရเนาะဒီလိုပုံစံဆိုလို့ကျွန်တော်ကျွန်တော် receipt product လုပ်အဲ့တော့ validate လုပ်လိုက်မယ်ဟုတ်ပြီအဲ့ဒါပြင်ကျွန်တော်ဘာဖွင့်မလဲဆိုတော့ bay ဖွင့်မယ်เนาะအကောင့်ကြီးတွေက banner တွေက bay နဲ့ u ခေါ်လိုက်မယ်ဒီကောင်เนาะထွက်လိုက်ပြီးတော့ကျွန်တော်ဘာထည့်မလဲဆိုတော့ bay rate ထည့်လိုက်မယ် confirm ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါဆို54ရဆိုကျွန်တော်တို့ကဒါဒီ stock level က stock valuation layer နှစ်ခု꿰သွားမှာเนาะ layer နှစ်ခု꿰သွားမယ်ဘယ်လို꿰မလဲဆိုတော့ move history list ကိုချိန်မယ်ကျွန်တော် group ပိုင်း product နဲ့ဆိုလိုက်เนาะဒီမှာ3ခုအဲ့ဒီမှာဆိုရင်54ရ first in first out ရဆိုဒီ5ခုเนาะ5သိန်းနဲ့ကနေကျွန်တော်တို့နှုတ်ရအောင်မယ်ကျန်တာပဲဟို10ခုတည်းကနေဒါကျွန်တော်12သိန်းနဲ့နှုတ်ရအဲ့တော့ဒီကောင်ကို system ကနေเนาะဒါ18သိန်းကို system က average တွက်ပြီးတော့ product form ပေါ်မှာသူကလာပြီးတော့ချပေးလိမ့်မယ်เนาะဒါကြတော့ product form ပေါ်က cost ကဘယ်ကလာလဲဆိုတာဒါကျွန်တော်တို့ကသိစေချင်တယ်ပေါ့နော်အဲ့တော့ CRAZ အဲ့တော့ total cost ကဘယ်လောက်လဲဆိုတော့18သိန်းเนาะအဲ့တော့ quantity ကဘယ်လောက်ခုရှိရဆို15ခုရှိတယ် equal အဲ့ဒီကောင်အစား15ဆိုတော့เนาะ product form ပေါ်မှာသူပေါ်နေတဲ့ cost ဒီ11333.33ဆိုတာပေါ်နေလိမ့်မယ်เนาะဒါအဲ့ဒါ product form ပေါ်မှာပေါ်တဲ့ cost ဆိုတော့
အဲ့တော့ကျန်တာ product form ပေါ်မှာတော့ဘယ်လိုပေါ်လိမ့်မလဲဆိုလို့ရှိရင်เนาะ average နဲ့သူကเนาะ cost ကိုတွက်ပေးလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ account တွေကိုဆင်းတဲ့အခါကျရင်54တိုင်းပဲဆင်းလိမ့်မယ်ကျွန်တော်တို့ဟုတ်ပြီဒီကရောင်းမယ်เนาะထပ်ပြီးရောင်းမယ် say ကျွန်တော်တို့ကို duplicate လုပ်လိုက်ဒီကကျွန်တော်ကတွက်ရလွယ်အောင်ကျွန်တော်ဘယ်နှခုရောင်းမလဲဆိုတော့9ခုရောင်းမယ်เนาะကျွန်တော်ဘယ်ဟာနဲ့ရောင်းမှာလဲဆိုတော့3သိန်းခွဲဈေးနဲ့ရောင်းမှာကျွန်တော်ဘာလို့ဒီလို9ခုရောင်းလဲဆိုတော့9ခုကဘာနဲ့တွက်မှာလဲဆိုတော့3သိန်းနဲ့တွက်မယ်ကျန်တဲ့2ခုက3သိန်း2000နဲ့ costing တွက်လာဆိုတဲ့ဟာကိုကျွန်တော်ကသိချင်တယ်เนาะ confirm အဲ့တော့ invoice ဖွင့်မယ် confirm နှိပ်လိုက်အဲ့တော့ COGS ကဘယ်လောက်ဆင်းလဲဆိုလို့ရှိရင်เนาะ9သိန်း4000ဆင်းတယ်เนาะဘာလို့9သိန်း4000ဆင်းလဲဆိုတော့ခုနကlayer ရကျွန်တော်တို့က9ခုက1 layer 10ခုက1 layer เนาะဒီကောင်ကဘယ်လောက်နဲ့လဲဆိုတော့3သိန်းနဲ့ဒီကောင်က3သိန်း2000နဲ့เนาะအဲ့ဒီလိုပုံစံကြံခဲ့တာအဲ့တော့ကျွန်တော်က9ခုဆိုတော့ကျွန်တော်က9သိန်း COGS ဆင်းမယ်เนาะဒီကောင်ကတစ်ခု3သိန်း2000ဒီတွေကကျွန်တော်ရောင်းတာ9ခုဆိုတော့2သိန်းနဲ့မှ4000 COGS ဆင်းမယ်အဲ့တော့ total ရဆိုရင်ဘယ်လောက်လဲဆိုတော့9သိန်းနဲ့မှ4000เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့54ရဆိုရင်9သိန်း4000မှန်မှန်ကန်ကန်အလုပ်လုပ်တယ်เนาะမှန်မှန်ကန်ကန်အလုပ်လုပ်တယ်အဲ့တော့ဟုတ်ပြီကျွန်တော်က product form ပေါ်က cost ကဘယ်ချိန်မှာချိန်သွားမလဲဆိုလို့ရှင်နော်ပုံမှန်ဆိုဒီကောင်က3သိန်း2000ထွက်ရတော့မှာဘာလို့3သိန်း2000ထွက်ရမှာလဲဆိုလို့ရှင်ကျွန်တော်တို့ဒီ valuation layer မှာเนาะဒီ valuation layer မှာဒီအောက်ကကောင်ကတကယ်တမ်းတော့မကြံတော့ဘူးเนาะမကြံတော့ဘူးတော့ဒီကောင်ကမကြံတော့ဘူးတော့မှာခဏလေးเนาะโอเคဒီကောင်ကလောတယ်ဘာလို့ကြံနေလဲဆိုတော့ကျွန်တော် deliver မထွက်ရသေးလို့เนาะဒီကောင်ကြံနေအဲ့တော့ deliver သာထွက်လာရင်ဒီကောင်မကြံတော့ဘူးမကြံတော့ရင် product form ပေါ်က cost ဒီ3သိန်း2000ထွက်သွားလိမ့်မယ်ခုနက average ပေါ်နေတဲ့ဟာတွေဒါကျွန်တော်ဒါ deliver မထွက်ရသေးလို့အဲ့တော့ကျွန်တော်ကဒီ sale တဲကဒီကောင်เนาะအဲ့ဒါကိုကျွန်တော် deliver ထွက်လိုက်မယ်အဲ့ဒါဆိုရင် validate ဆိုတာကိုနှိပ်လိုက်เนาะအဲ့ဒါဆိုရင်ကျွန်တော် inventory ကိုတွန်သွားကြည့်မယ် product ZMD ဟုတ်တယ်ဒါမှ3သိန်း2000ထွက်သွားပြီเนาะ cost ကဘာလို့လဲဆိုတော့ valuation ဒီ layer မှာတွားကြည့်မယ်ဆိုလို့ရှိရင်လည်းခုနကတော့အကောင်မကြံတော့ဘူးเนาะဒီကောင်မကြံတော့เนาะဒီ10ခုအတွက် remaining quantity လည်းမကြံဘူး remaining value လည်းမကြံဘူးဒီ8ခုကို9,600နဲ့ကြံတာမို့လို့ဒီကောင်ကအကောင်3သိန်း2000ကြံနေတယ်เนาะအဲ့ဒါဆိုရင်ဒါ system အဲ့တိုင်းမှန်မှန်ကန်ကန်အလုပ်လုပ်အဲ့မှာတစ်ခုရှိတယ်ကျွန်တော်တို့ကလူရတာเนาะ manual ဒီမှာတစ်ခုခုရိုက်ထဲမိတာတို့ဒါပါတော့ကျွန်တော်တို့ delivery receipt တွေလုပ်တဲ့အခါမှာဟိုရှေ့နဲ့နောက်နဲ့မညီတာတွေဆိုရင်ဒီ cost တွေကဒါတွေကတက်ရောက်မှုရှိ